မြောက်ခွေးနတ်မိန်းမဟာယူသွားသလိုဖြစ်ပြီးသူ့လက်ခွာတွေနဲ့မရက်မနာခုတ်ထိုးတိုက်ခိုက်လာတယ်စစ်သားချုပ်ကချက်ချင်းတေဆုံးသွားကြပြီးကြံသူတွေကတော့ကြောက်လန့်လွန်းလို့ရှေ့တက်မလာနိုင်ကြတော့ဘူးအဲ့ဒီအချိန်မှာပဲမျော်လင့်ချက်မရှိတော့သလိုဖြစ်နေချိန်မှာထူးဆန်းတဲ့အင်အားတစ်ခုရုတ်တရက်ပေါ်လာပြီးမြောက်ခွေးနတ်မကိုလေထဲထိလွှင့်ပစ်လိုက်တယ်အပေါ်ကနေအပြာရောင်ကြီးမားတဲ့ဂျုံတယောက်ပြုတ်ကျလာတယ်ခေါင်းသုံးခေါင်းလက်6ချောင်းနဲ့ကြောက်မဲ့ဖွယ်ကောင်းလာတယ်နတ်မင်းကြီးတွေကချက်ချင်းပြင်ဆင်ပြီးတိုက်ခိုက်ဖို့စောင့်နေကြတယ်အညီအောင်နတ်မင်းကြီးကပထမဆုံးလှုပ်ရှားလိုက်ပေမဲ့ဂျုံကထုကိုအလွဲတကူလဲချလိုက်ပြီးဘယ်အရာမှမဟုတ်သလိုလှုပ်ရှားတယ်နောက်တော့ရှေ့ကိုတိုက်ဝင်ပြီးအပြင်းအထန်ရိုက်နှက်လိုက်တယ်မကြခင်အတွဲမှာပဲအညီအောင်နတ်မင်းကြီးမူးလဲသွားတယ်ဒါကိုမြင်ပြီးအဝါရောင်နတ်မင်းကြီးကမန်တန်အရာဝတ္ထုတစ်ခုထုတ်ယူလိုက်တယ်သူ့အတန်ကြီးနဲ့ကြောက်မဲ့ဖွယ်ဟောက်လိုက်တဲ့အခါမိုးထဲကနေကြီးမားတဲ့လေမုန်တိုင်းတစ်ခုပြုတ်ကျလာတယ်တပြိုင်တည်းအဖြူရောင်နတ်မင်းကြီးလည်းတိုက်ခိုက်မှုတွေပါဝဲလာတယ်မီးလောင်တောက်လောင်မှုနဲ့လေမုန်တိုင်းတွေကဂျုံကိုလုံးဝဖုံးလွှမ်းထားပြီးမြဲသူ့အပေါ်မှာဘာမှမတက်ရောက်သလိုပဲဖြစ်နေတယ်ဂျုံကလေထဲကိုမြင့်မြင့်ခုန်ပြီးအလဲလမ်းမှာပဲအဲ့ဒီမန်တန်အရာဝတ္ထုကိုဖမ်းယူကချက်ချင်းချိုးဖျက်လိုက်တယ်ပြီးတော့သူအဖြူရောင်နတ်မင်းကြီးဘက်ကိုလှည့်ပြီးလက်တစ်ဖက်ကိုမြှောက်ကစိန်ခေါ်သလိုပြတယ်အဖြူရောင်နတ်မင်းကြီးကချက်ချင်းမန်တန်အထုံးပြုတ်လိုက်ပြီးမြဲလူတိုင်းအံ့အားသွားအောင်ဂျုံကတိုက်လိုက်ခံယူပြီးမထိခိုက်သလိုပဲရပ်နေတယ်နောက်တစ်ချက်ကန်လိုက်တာနဲ့အဖြူရောင်နတ်မင်းကြီးကိုလီးတယ်ပစ်လွှတ်လိုက်တယ်အဖြူရောင်နတ်မင်းကြီးကပြန်ထပြီးတိုက်ဖို့ကြိုးစားနေချိန်မှာ NCOD ရောက်လာတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျုံကယူသွားတဲ့တရိတ်ဆန်တကောင်လိုရှေ့ကိုတိုက်ဝင်လာတယ်နေစီကသူ့ကိုတားဖို့အမြန်ပြေးလာပေမဲ့နောက်ကျသွားပြီးထင်နေပြီဒီမြင်းရင်းကိုမြင်ပြီးစစ်သားတွေကအားတာသွားကအော်ဟစ်ကြတော့လဲဂျန်စီယာညက်မျက်နာကတော့တီငိမ်မနေပဲလေးလံလာတယ်အကြောင်းမကောင်းတဲ့အရာတစ်ခုဖြစ်တော့မယ်ဆိုတာသူ့အနေဖြင့်အရင်တည်းကသိထားသလိုပဲ